Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီ Bruno Gumar ကိုခေါ်လာခြင်းအဖြစ်ပေါ့နော်ဒီ Mikel Arteta ရဲ့ကွင်းလယ်မှာဘာတွေပို့ပြီးတော့ကောင်းလာမလဲဘေးကစားသမားတွေအပေါ်မှာအကျိုးသက်ရောက်မှုပို့ပြီးဖြစ်ထွန်းလာမလဲဆိုတာနဲ့ပတ်သက်ပြီးဒီကူတို့နဲ့အတူသုံးသပ်ကြည့်လိုက်အောင်ခုတက်28နှစ်အရွယ်ရှိပြီဖြစ်တဲ့ကစားသမားကိုပေါင်85တန်းနဲ့ပေးခေါ်လိုက်တယ်ဆိုတာကဒါဈေးကြီးတဲ့ခေါ်ယူမှုတစ်ခုလို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်ဈေးကြီးရင်ကြီးသလောက်ဒီကစားသမားရဲ့စွမ်းဆောင်ရည်ကိုလည်းကျွန်တော်တို့ပြန်ပြီးသုံးသပ်ဖို့လိုအပ်တယ်ကျွန်တော်ဒီကစားသမားကိုအာဆင်နယ်တို့အနေနဲ့ကြိုက်ခဲ့တာဒီယာဒီမှာတော့မဟုတ်ပါဘူးဒီ2022ခုနှစ်တုန်းကလိုင်ယွန်မှာရှိနေတဲ့အချိန်မှာသူကထွက်ဖို့လုပ်တဲ့အခါဒီ Bruno Gumar ကိုဒီ Mikel Arteta ကခေါ်ဖို့အတွက်ကျွန်တော်တို့စူးစမ်းခဲ့ဘူးတယ်အဲ့တုန်းကနယူကာဆယ်ကကြားဖြတ်ခေါ်ပြီးတော့Arteta တို့အနေနဲ့မရရှိခဲ့ဘူးအဲ့ဒီကလေးက Arteta ကစိတ်တူနှစ်သက်ခဲ့တဲ့ပလီယာပေါ့နော်အဲ့နောက်ပိုင်းမှာသတင်း transfer ရောက်တဲ့သတင်းတွေထွက်ပြီးမှဆိုမှဒီနှစ်မှာပဲတကယ်ရောက်အာဆင်နယ်အသင်းကိုရောက်ရှိတယ်လို့ကျွန်တော်ပြောလို့ရမယ်ဒီကစားသမားကို85တန်းဘာကြောင့်ပေးခေါ်ရလဲဆိုချင်ဒီကစားသမားကြီးပြန်ရမယ်စွမ်းဆောင်ရည်လည်းကျွန်တော်တို့ကြည့်လိုက်ကြအောင်ညနော်ဒီကစားသမားကဘာစတိုင်းပလီယာလည်းပြောလို့ရမယ်ခန်းစစ်လိုက်ပါမှုအားကောင်းတယ်နောက်ပြီးတော့တိုက်စစ်လိုက်ပါမှုလည်းအားကောင်းတယ်လိုအပ်လို့ရှိရင်ဇူဘီမန်ဒီလို့လို့ပွဲကိုအတင်ချလုပ်နိုင်တဲ့ကစားသမားဖြစ်ပြီးတော့နည်းနည်းလေးညစ်ပြီးတော့ဆော့တဲ့တဲမှာလည်းဒီကစားသမားပါတယ်လို့ကျွန်တော်ပြောညစ်ပြီးဆော့တာကသူကဒီစီးမဲ့ကမ်းမဲ့ဆော့တာမျိုးမဟုတ်သူကဘောင်ထဲကနေပြီးတော့တက်လုတ်တဲ့အနေထားတော့ရှိတယ်မမချာချာရှိတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်သူ့ရဲ့ကစားပေါက်ကဥပမာဖြစ်ကျွန်တော်ဒီဒန်ဂန်ရိုက်ကနံပါတ်6ကိုဆော့မယ်ဆိုလို့ရှိရင်ဒီ Bruno Gumar ကပေါက်တူပေါက်နံပါတ်8ကိုဆော့မယ်အဲ့ဒါဆိုလို့ရှိရင်ဒီဘယ်ဘက်ရှမ်းမှာသာသူဆော့မယ်ဆိုလို့ရှိရင်ပိုကောင်းလာတဲ့ကစားသမားကကျွန်တော်ဂါဘရီယယ်မာတင်နယ်လီတို့ပြောလို့ရမှာကျွန်တော်မှတ်မိတယ်လားဂရိုနစ်ရှာကာကြီးကအဲ့လိုဆော့ခဲ့ဘူးတဲ့နံပါတ်8ကိုတင်ပြီးတော့မီကီအာတီတာအနေနဲ့အဲ့အချိန်မှာဒီရှာကာနဲ့ဒီဂါဘရီယယ်မာတင်နယ်လီအတွဲအဖက်လေးကနေတော်တော်လေးကိုကျွန်တော်တို့အသင်းပေါ်မှာအကျိုးပြုတာအချိန်ကာလရှိခဲ့ဘူးတဲ့အဲ့လိုပဲသူကဘရာဇီးလေဝစ်စင်အသင်းမှာဒီဆော့နေတဲ့အချိန်မှာပေါ့နော်ဒီBruno Gumar ရဲ့ပတ်စင်တွေကနေဂါဘရီယယ်မာတင်နယ်လီကဂိုးသွင်းသွားတာမျိုးတွေကျွန်တော်တို့တွေ့ခဲ့ရဘူးတဲ့အဲ့ဒါကြောင့်မလို့အဲ့ဘက်မှာဆုံးမယ်ဆိုလို့ရှိရင်ဖြစ်ထွန်းလာတဲ့ကစားသမားရှေ့စွမ်းပြလာတဲ့ကစားသမားကမာတင်နယ်လီလို့ကျွန်တော်တို့သုံးသပ်လို့ရအောင်ပြန်နော်တခြားတိုက်စစ်ကစားတခြားဒီတောင်ပန်ကစားသမားတွေကလည်းတွဲဆိုလို့ရှိရင်ဒါကျွန်တော်တို့ကမဖြစ်ထွန်းရှေ့စွမ်းမပြလို့ပြောရမှာမဟုတ်နော်အဓိကအဖြစ်လို့ဘရာဇီးသားအချင်းချင်းနားလည်မှုနဲ့အညီပြီးတော့မာတင်နယ်လီရဲ့ဂရိုနီရှာကာနဲ့အဲ့လိုဆော့ခဲ့ဘူးတာကြောင့်မလို့မာတင်နယ်လီရှေ့စွမ်းပြလာနိုင်တယ်ဆိုတဲ့အကြောင်းကျွန်တော်ကဒီလုံးသုံးသပ်တာပါနော်နောက်ပြီးတော့ဒန်ဂန်ရိုက်ကကျွန်တော်ဒီ Bruno Gumar ကိုနံပါတ်6နေရာမှာထားမှာဆိုဒီဒန်ဂန်ရိုက်ကနံပါတ်8မှာပေါက်တူပေါက်နေရာနေပြီးတော့တိုက်စစ်လိုက်ပါမှုအားကောင်းနဲ့လုံးဝဒီဘယ်ရှမ်းဒီအိုဒီကတ်တို့နဲ့အတွဲဆော့နိုင်မှာဖြစ်တယ်လို့ကျွန်တော်ဒီတိုက်စစ်ဘိုင်းကပို့ပြီးတော့ညာဆိုင်လိမ့်မယ်လို့ကျွန်တော်သုံးသပ်ရှင်တယ်ပြီးခဲ့တဲ့ຢာဒီမှာကျွန်တော်ဇူဘီမန်ဒီကိုdefensive နံပါတ်6ရိုနာမှာထိုင်ငန်းပြီးတော့သူတက်တဲ့အချိန်မှာဇူဘီမန်ဒီကတရားသင်းလုံးဖြုတ်လာတာဆိုတော့ तू ကနောက်ပိုင်းမှာပွဲပန်းနဲ့အရေးရောင်နေရှိခဲ့ဘူးတဲ့အဲ့ဒီကာလတွေမှာ तू မှနဲ့လူပေးမှားတာတွေပါတော့ဖြစ်ခဲ့ဘူးအဲ့မှာဒဂန်ရိုက်အနေနဲ့နောက်ကိုပြန်ဆင်းပြီးတော့စိတ်မချတဲ့အနေနဲ့ပြန်ကူခဲ့တဲ့အခိုက်အတန့်တွေရှိတယ် Bruno Gumar ရောက်လို့ရှိရင်အဲ့လိုတော့ဖြစ်မှာတော့မဟုတ်ဘူးဒီဘဲရဲ့ဆွမ်းဆောင်ရည်ကကျွန်တော်နယူကာဆယ်မှာလုံးဝကျွတ်စင်ရနော်တစ်ဖက်တည်းအချိန်မှာဖိတ်ချလက်ချနေတဲ့ဒဂန်ရိုက်တို့တက်လို့ရတယ်လိုအပ်လို့ရှိရင်သူကူနှိုက်ကလည်းဒီရှေ့ကို attacking လိုက်ပါတဲ့ဆွမ်းဆောင်ရည်လည်းမြင်မာတာဖြစ်တဲ့အတွက်ကြောင့်မလို့အာတီတာအနေနဲ့စိတ်ကြိုက်လဲလှယ်ပြီးတော့သုံးလို့ရတယ်ဆိုတော့ကျွန်တော်ပြောလို့ရနောက်ထပ်တယောက်အနေနဲ့ကလူငယ်ကစားသမားတွေ Mind Lewis Skelly က Mind Lewis Skelly က Bruno Gumar ရောက်တဲ့ရှင်အားဖြင့်ဒန်ဂန်ရိုက်နဲ့ Gumar ထံကနေသူ့တက်တင်မှုတွေအများကြီးရရှိသွားမှာကိုကျွန်တော်တို့မျောလင်းလို့ရအောင်ပြန်နော် Mind Lewis Skelly အနေနဲ့သူကဒီ Bruno Gumar ဥဆောင်တဲ့ဒန်ဂန်ရိုက်ဥဆောင်တဲ့ကွင်းလယ်မှာသူ့အနေနဲ့တင်မှုတွေအများကြီးရမယ်နောက်ပြီးတော့သူ့ရဲ့ဒီ Bruno Gumar ရဲ့ဒီပေါ့လုံနိုင်ဆွမ်းတဲ့အသင်းဦးဆောင်နိုင်ဆွမ်းဒီခေါင်းဆောင်စိတ်တဲ့ဒီကနေပြီးတော့ Mind Lewis Skelly အနေနဲ့ဘာတွေဖြစ်ထွန်းလာမလဲဆိုတာလဲကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကဒီ Dang Right နဲ့ Zubi Mandi ကိုဒီတွင်းလက်မှာပဲဒရက်သက်ကြီးထိုင်ခိုင်းပြီးတော့ OD ကပြီးခဲ့တဲ့ရာသီမှာဒီခန်းစစ်ဆန်းဆောင်လိုက်ပါမှုတွေခန်းစစ်ကိုဆင်းပြီးတော့ပူနေရတဲ့ဟာမျိုးမလုပ်ခိုင်းတော့ပဲအာဒီတာအနေနဲ့တိုက်စစ်ကနေ rocket ကိုထိုးပေးကွာဆိုတဲ့ပုံစံမျိုးနဲ့လည်းကျွန်တော်တို့သွားလို့ရတယ်။ Dang Right နဲ့ Zubi Mandi ကူမာရီထိုင်ထားတဲ့ကွင်းလယ်ကဗျာဘာလို့မှတော့ဒီ OD ကတို့အနေနဲ့နောက်ကိုဆင်းပြီးဘောလုံးတွေတဲ့ပြမလို့တော့ခါတိုင်းပြီးခဲ့တဲ့နှစ်တွေကဒါကြောင့်မလို့ OD ကအနေနဲ့မင်းပတ်စင်နေပဲလောက်တော့ဒီလိုပုံစံမျိုးလဲကျွန်တော်တို့ခိုင်းလို့ရတယ်အဲ့ဒါကြောင့်နောက်ထပ်တစ်ခုအနေနဲ့ကဒီပေါ့လေ Zubi Mandi ဒီပေါ့ Dang Right ပဲပွဲချိန်ပြီးမှာပင်မလို့ပဲနာဂူမာတွေပွဲချိန်မှာပင်မလို့ပဲနာပါနော်ဒီနောက်ရန်ကဝင်လာမဲ့ကစားသမားကလည်းကြည့်လိုက်အောင်နော် Zubi Mandi တဲ့ဗရာသာနော် Zubi Mandi Mind Lewis Skelly တို့ကအရန်ကစားသမားတွေပုံစံမျိုးနဲ့ဝင်လာမှာဆိုတော့နောက်ထပ်လိုအပ်လို့ရှိရင် Mikel Merino ပါ ID အချမ်းဒီမှာကစားနိုင်တဲ့ဖြစ်တဲ့ကစားသမားဆိုအာဆင်နယ်အသင်းအနေနဲ့on paper အရာကတော့လုံးဝကျွတ်စင်ကြီးလို့ကျွန်တော်တို့ပြောလို့ရမှာတကယ်တမ်းကျွန်တော်ကွင်းတွင်းထဲမှာတော့သူတို့ရဲ့လုံနိုင်ဆန်းကိုတော့တစ်ချက်လေးတော့ကျွန်တော်တို့ကစောင့်ကြည့်ဖို့တော့လိုအပ်တယ်ကျွန်တော်အနေနဲ့ Bruno Gumar နဲ့ဒီ Dang Right ကဘယ်လိုပြောအတွဲဖက်မိသွားလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်ထားပါတယ်နော်ဂူမာရီရောက်ရှင်အပြင်ကျွန်တော်နောက်ထပ်ဘာတစ်ခုကောင်းလာလဲဆိုရင်ဘရာဇီးကစားသမားတွေတော်တော်များလာဂါဘရီယယ်မာကာဟီဂါဘရီယယ်မာတင်နယ်လီ
ဂါဘီယယ်ဂျီဆူအခုဘလူးနိုဂူမာတွေ၄ယောက်ရှိနေတဲ့အနေထားမှာဗီနီရှက်ကိုခေါ်ဖို့အတွက်နည်းနည်းလေးဒီကောင်လေးကဟိုဘယ်လိုပြောမလဲဂရောင်းတနေရာနေပြီးတော့အကျိုးဖြစ်စေတယ်လို့ကျွန်တော်ပြောလို့ရဂူမာတွေရှိရဘရာဇီးကစားသမား၄ယောက်ရှိနေတဲ့နေရာမှာဗီနီရှက်ကိုခေါ်ပေါင်းထည့်လိုက်မယ်ဆိုလို့ရှိရင်9ယောက်မှကစားသမားဖြစ်သွားပြီဒါကြောင့်မလို့ဗီနီရှက်ကိုခေါ်ရမှာလဲဒီဂူမာတွေရောက်ရှိခြင်းကဂရောင်းတနေရာနေအကျိုးပြုတယ်လို့ကျွန်တော်တို့သုံးသပ်လို့ရတယ်ဆိုတော့ပြောရင်းနဲ့ကျွန်တော်ရဲ့ဂူမာတွေရောက်ရှိလာခြင်းအပေါ်ကိုကျွန်တော်ရဲ့ဒီသုံးသပ်ချက်လေးနဲ့အတူဒီဂူတို့ရဲ့အမြင်လေးကိုလည်းကုမတ်မှာအမှတ်ချက်ပေးကြလို့ရပါတယ်ကြည့်ယူအားဖြင့်ညီကိုပြောရှင်းတယ်လည်းရမယ်ကျေးဇူးတင်ပါတယ်